ကျောက်စိမ်းကိုတရုတ်လူမျိုးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကလေးကနေစတင်သုံးစွဲခဲ့တာဖြစ်တဲ့အတွက်ကမ္ဘာပေါ်မှာအစောဆုံးသုံးစွဲခဲ့ကြသူတွေအဖြစ်သတ်မှတ်လို့ရပါတယ်။ကျောက်စိမ်းကိုတရုတ်လူမျိုးတွေကကျောက်များရဲ့ဘရင်အဖြစ်တောင်တင်စားသတ်မှတ်ကြတယ်။ကျောက်စိမ်းဝတ်ဆင်ထားရင်ကျန်းမာရေးကောင်းတဲ့ဉာဏ်ပညာကြီးမြင့်တဲ့ရဲရင်နဲ့လက်ကီးကောင်းတယ်ဆိုပြီးယုံယုံကြည်ကြည်ဝတ်ဆင်ကြတယ်။ကျောက်စိမ်းကို jewelry တောင်မကအိမ်အလှဆင်ပစ္စည်းတွေအဖြစ်တောင်သုံးစွဲကြတာတွေ့ရပါတယ်ရှင်။ Jade ဆိုတဲ့စကားလုံးလေးက Stone of the Pain in the Side ဆိုတဲ့စပိန်စာစုလေးကနေဆင်းသက်လာတယ်လို့တော့ကြားမိပါတယ်ရှင်။ကျောက်စိမ်းအစ်စ်တပွင့်ရဲ့အတွင်းမှာတော့ကျောက်အမုံမွှားလေးတွေ inclusion လေးတွေအနည်းနဲ့များတော့ပါတတ်ကြပါတယ်။အဲ့ဒီအတွက်ကြောင့်ပဲဒီစာစုလေးကမှန်ကန်မှုရှိရလို့ဒီမှာကတော့ယူဆပါတယ်။ဈေးကွက်ထဲမှာအခုဆိုရင်လူလုံး treated ကျောက်လေးတွေလည်းအများပြဝင်ရောက်လာတာဖြစ်တဲ့အတွက်တံမိုးကြီးကျောက်စိမ်းတစ်ပွင့်ကိုဝယ်ယူတော့မယ်ဆိုလို့ရှိရင်နေဆက်ရ lab တစ်ခုကနေပြီးတော့ certificate လေးတွေနဲ့အတူဝယ်ယူကြပါလို့တော့အကြံဉာဏ်ပေးချင်ပါတယ်